ငယ်ချင်းတို့ပြောရတာကကျမ်းမာရေးလေးကိုပြောပြတယ်နဲ့ကျမ်းမာရေးကောင်းမှဒီကနံပါတ်ကကျမ်းမာရေးကောင်းရင်ကိုချမ်းသာတယ်စိတ်ချမ်းသာတယ်ပတ်စံလည်းရှာတယ်မိသားစုတစ်စုလုံးမှာကိုတရားပဲနဲ့ကျမ်းမာနေလို့မရဘူးတမိသားစုလုံးကျမ်းမာဖို့အတွက်ကိုကပြောဆိုစီယုံပြီးတော့ကျမ်းမာရေးလုံးလိုက်စားတယ်ကျမ်းမာရေးကျင့်ကြံလုပ်ရတယ်အိမ်တိုင်းမှာတယောက်ကကျမ်းမာရေးချူကြနေပြီဟေ့ဆိုပတ်စံလည်းကုန်စိတ်လည်းမြင့်ရနော်အဲ့တော့အိမ်မှာလုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေလည်းအများကြီးရှိတယ်အသက်ကြီးတဲ့လူတွေလည်းအသက်ကြီးတဲ့နေရာအသက်ကြီးတဲ့လေ့ကျင့်ခန်းတွေရှိပါတယ်အဲ့တော့ကျမ်းမာရေးကောင်းဖို့အတွက်လေ့ကျင့်ခန်းလုပ်ကြပါအိမ်မှာလေ့ကျင့်ခန်းတယောက်လုပ်နေရင်ကျမ်းမာနေပြီးတော့ဆဲဆဲနဲ့အိမ်မှာဘယ်တရားရှိတယ်လို့ပြောလို့ကျမ်းမာရေးကောင်းဖို့အတွက်လုပ်စေချင်တခါတည်းနဲ့တော့ဝုံနဲ့တိုင်းနဲ့တော့ကျမ်းမာရေးမကောင်းပါဘူးဖြတ်သန်းလာတဲ့နှစ်တွေကိုကြည့်ကြည့်ဘာတွေစားလာတောက်လာလဲဘယ်လိုနေထိုင်လာလဲအခုကျမ်းမာအတိလေးရှိပြီးတော့လေ့ကျင့်ခန်းလုပ်မယ်ကျမ်းမာရေးလိုက်စားမယ်ဟဲ့ရင်ဒီနေ့လို့ဒီနေ့ချက်ချင်းကြီးမလာကြီးအောင်လုပ်မယ်ဒီနေ့ချင်းမလာကြီးလာတာမဟုတ်ဘူးဒီနေ့ချင်းကျမ်းမာလာတာမဟုတ်ဘူးအချိန်ယူပြီးလုပ်ရတယ်အချိန်ပေးရတယ်လူပင်ပန်းသွားပြီမဲ့အဲ့ဒီနောက်မှရတဲ့ရလက်ကကျမ်းမာရေးကောင်းလာတယ်ဆိုရရတယ်ဥပမာ6တောင်လေးလှုပ်ရနေနေနေတယ်အစာချိန်ပဲစီဝမ်းသွားတာကောင်းမယ်ဒီနေ့လည်းဒီနေ့လားဒီနေ့လည်းဒီလိုတော့ပုံပြီပေါ့အဲ့တော့တအိမ်မှာတယောက်ကျမ်းမာရေးခြူကြတယ်ကျန်တဲ့လူစိတ်နေရတယ်ဒီမှာ9ယောက်ရှိတယ်လား4ယောက်ကကျမ်းမာရေးကောင်းတယ်တယောက်မကောင်းဘူးအဲ့ဒီ4ယောက်လည်းစိတ်နေရတယ်စေရုံသွားမယ်စေရုံသွားဆောင်ပတ်စံကုန်မယ်စိတ်ဆင်းရတယ်အကုန်လုံးလေးကျန်တော့ကျမ်းမာရေးကောင်းနေကြပါကျမ်းမာရေးကောင်းမှပတ်စံရမယ်ပတ်စံရရဲ့ကိုလှုပ်ချင်တာလေးကိုကျမ်းမာရေးကောင်းနဲ့အကြိုက်လို့ရတယ်